မင်းဘူးလို့ဟာကောင်လေးอ่ะမင်းဘူးပါဆိုကွာ မင်းဘူး မင်းဘူးမလေးရွှေတော့ဟာလူလောက်ရတာလေပင်ပန်းတော့ကွာခွေးတော့ပြန်တယ် ဟုတ်မယ်15မိနစ်တောင်မကြာတဲ့ကောင်ပြင်မဲနေ ဘာလို့ချက်လို့မလဲပြောတာလောကကြီးမှာလူအပြည့်ရှင်သားရတာလူလုံးနေထိုင်ရတာပင်ပန်းတယ်ငကူကချွေချင်းမအကြမှာထမင်းလောက်စားရတယ်ဒါကိုပြောတာ လူလုံးရတာမပင်မမှာဘူးလူလုံးခံရတာမှာပိုးပင်မတာခါတလေအရင်နာပဲ အဲ့ဒါဆိုရင်အရင်မကျန်းနဲ့လို့ပြောပေါ့ ဒါကြီးပြောနေတာတော့ဟိုရမ်းရကြည့်ရတဲ့ကောင်ကိုယ့်ရဲ့နောက်ကျောကိုနားနဲ့ထိုးတာခါတလေရမ်းရင်နာရဆိုတာကိုပြောတာ တော်သေးရပေါ့ညီလေးကိုယ်စာဆုံးနေကိုပဲနော်